ထိုနေ့ညနေပိုင်းကဤဒေသတွင်မိုးများတဲထန်စွာရွာသွန်းခဲ့သည်။ Audio Channel ကနေခုတစ်ခါဖတ်ပြတင်ဆက်ပေးမယ့်ဆောင်းလေးကတော့ဆိုင်းဆရာတိုးဆောင်ရေးသားထားတဲ့ဤရက်တွင်မိုးရွာခဲ့သည်ဆောင်းသည်သူ၏ဖြစ်တည်မှုကိုအကောင်းဆုံးတင်ဆက်သွားသည့်မျက်လှည့်ပြပွဲဖြင့်ပြင်ဆလက်ဆန်ဆန်ကပြသွားသောအခါဆွဲတာဖြူလေးအောက်မှကျွန်တော်အသားဆိုင်တို့မှာအလိုလိုကြုံသေးသွား၏ရီဝေတွေ့ကိုင်းသောနှင်းလက်တံရှည်တို့စီမှတဖြုတ်ဖြုတ်ကျွေနေသည့်တိရွက်ချောင်းများကိုကြည့်ပြီးဒီနောက်စောင့်စားခြင်းမရှိသည့်အချိန်ကာလကိုကျွန်တော်အပြစ်တင်မိလေတော့၏လွန်လည်ပြီးခဲ့သောအနီရောင်သည်အမြင်အာရုံထဲမှတင်မဟုတ်ဘဲနှလုံးသားရဲ့မြောက်ဖက်ယုံယုံမှာပါယခုထိတိုင်နေရာယူထားစေသူမသည်တစ်ချိန်ကအနီရောင်ကိုမျက်နှိုးခဲ့ပူသူတယောက်ဖြစ်သည်ထိုမျက်နှာမှုသည်တစုံတရာသွေးဆောင်ဖျားယောင်းမှုကင်းသောအဖြူတဲ့တက်တက်တန်မိုးထားမှုတစ်ခုသာဖြစ်ကြောင်းကျွန်တော်ယုံကြည်နေ၏ယုံကြည်ခြင်းသည်ခေတ်ဆက်ဆက်လူပုဂ္ဂိုလ်မျိုးမျိုးပေါ်မူတည်၍တန်ဖိုးအနေများပြောင်းလဲသွားပြီဖြစ်တော်လဲယခုချိန်ထိမပြောင်းလဲသေးသောအရာမှာသူမပေါ်ထားသည့်ကျွန်တော်အချစ်သာလျင်ဖြစ်သည်စာအုပ်ကောင်းတွေကိုအမြဲမပြတ်ဖတ်ပြတင်ဆက်ပေးနေတဲ့ Audio Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပြီးတင်သမျှဗီဒီယိုလေးတွေကိုလက်လွတ်မခံပဲအားပေးနိုင်ရန်အတွက်ဘေးနားက Noti ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်တစ်ချိန်ကသူမလက်ကလေးကိုကင်ပြီးကိုယ်ကောက်သောမြင်းနီလန်းငယ်လေးတွေပေါ်ကျွန်တော်ရေးရင်းခဲ့ဘူးသည်ကျွန်တော်တို့နှစ်ဦး၏ကြည်ပြာရောင်အနာဂတ်ကိုမျှော်တွေးပြီးတေးချင်းသောသူမနှစ်ဘူးပြင်လေးကိုအနမ်းဖွားဖွားချွေချခဲ့ဘူးသည်အစဉ်သဖြင့်အေးဆက်နေတတ်သောသူမလက်ကလေးနှစ်ဖက်ကိုအုပ်ကင်ပြီးလဲကိုငွေ့နွေးနွေးလေးနဲ့ထွေးပွေပေးခဲ့ဘူးသည်ပြတင်းပေါက်မှတိုးဝင်လာသောနှင်းငွေ့လေးများကိုအကြောင်းမဲ့ငေးရင်တစ်ချိန်ကသူမနှင့်အတူရှောက်ခဲ့ဘူးသောမြေနီလန်းလေးတွေစီအတွေ့ရောက်မိ၏ထိုအခါကျွန်တော်ရင်သည်အမျိုးမြည်တက်ရန်ခက်ခဲသောအောင့်တက်တဲ့အရာသာတစ်မျိုးကိုခံစားသွားရသည်ပတ်ဝန်းကျင်အငွေ့သက်နှင့်နှလုံးသားရဲ့စိတ်ဆော်မှုရကျွန်တော်သူမကိုအကြိမ်ကြိမ်မေးခဲ့ဘူးသည်စုကို့တကယ်ချစ်တာလားယင်ထိုအခါမျိုးမှာသူမသည်မျက်လုံးနှလုံးကိုတောက်ခဲ့ပြီးကျွန်တော်ကိုစူးစူးရဲရဲကြည့်တတ်လိရှိတကယ်ချစ်တာဘောကွာသူမရဲ့အဖြေစကားလေးများသည်ထိုအချိန်ထိုကာလကကျွန်တော်အတွက်ကဘာတစ်လုံးထပ်ပင်ကိုးခွေရာစစ်ဖြစ်ခဲ့ဘူး၏ဆိုးတထိတ်ထိတ်ဖြစ်ပင်တန်မိုးကြည့်ခဲ့ဘူးသည်ယခုချိန်ထိလည်းတန်မိုးကြည့်နေစေပင်ဖြစ်သည်အနမ်းဟုအမြည်တက်နိုင်မည်အရာမှာမတူညီစွာဆွဲငင်တတ်သောအရာနှစ်ခုနူးညံ့စွာထိကက်ခြင်းဟုကျွန်တော်အဓိပ္ပာယ်ဖွင့်လျက်တင်တို့လက်ခံကြလိမ့်မည်ထင်ပါသည်လက်မခံလျင်လည်းရပါသည်လောလောဆယ်ကျွန်တော်ခံစားမိသည်မှာရေပြင်ပေါ်လျှက်တိုက်ပြစ်ဖောက်ခဲ့ဘူးသောတစ်ချိန်ကခဲလုံးလေးတစ်လုံးချောင်းဖြစ်သည်တခါဆူးကိုဘေးမှာထားပြီးခဲလုံးလေးတစ်လုံးကိုကန်ရီပြင်ထက်စီကျွန်တော်ပြစ်ဖောက်ခဲ့ဘူး၏ထိုခဲလေးမှာရေမျက်နှာပြင်ရဲ့ပါးအိုရဲရဲလေးများကိုတစ်ခါနမ်းသွားတိုင်းရေမုံဆက်လေးတွေဖွာကနေလွင့်ပြန်လာပုံမှာကြပြာဆန်လွန်းလာပါသည်ကို့ကိုချစ်ရတာလဲအဲ့ဒီခဲလုံးလိုပါပဲကွာဘာလို့လဲစုရဲ့ကိုကစူးနားမှာအမြဲတမ်းနေပြီးနိုင်တာမှမဟုတ်တာအလုပ်ပြီးတာနဲ့ရန်ကုန်ပြန်သွားရောစူးမှသာကိုဘယ်တော့မှပြန်လာမလဲဆိုပြီးမျှော်နေရတာခုနခဲလုံးနဲ့ရေပြင်းလိုပဲခဲလုံးကရေပြင်းကိုတစ်ခါလာထိလိုက်ဝေးသွားလိုက်နောက်တစ်ခါပြန်ထိလိုက်ပြန်ဝေးသွားလိုက်နဲ့ထိုတစ်ချိန်ကအထိုပြောများကြောင့်ကျွန်တော်သဘောတကျရေပြစ်ခဲ့မိထင်ပါ၏ဟဲကိုအဲ့ဒီခဲလုံးလို့တော့နောက်ဆုံးမှရေထဲမြုပ်မသွားဘူးနော်ဘာဖြစ်လဲစုရဲ့ကိုကခဲလုံးဆိုစူးကရေပြင်းပဲဟာစူးကိုယ်တွေကိုမြုပ်သွားရတာပဲမြုပ်ပါစီပေါ့ကို့အတွက်တန်ပါတယ်ကျွန်တော်စကားကြောင့်မုံတိုင်းတိုက်ပြီးစားပင်လယ်ပြင်ရဲ့ငိမ့်သက်ချင်းမျိုးနဲ့တွေးခေါ်ခြင်းဆိုင်ရာအနက်တိတ်ပဲတဲ့အတန်ကြောင့်သူမမိန်မောသွားခဲ့သည်မဖြစ်ဘူးထင်တယ်ကိုအဲ့ဒီခဲလောက်အလေးချိန်ကိုတော့စူးရင်နဲ့ထဲ့လွယ်မထားနိုင်တော့ဘူးလေးပင်ချင်းကိုမနှိမ့်သက်သောသူမသည်
9 မိနစ်လောက်ပင်လက်ဖြင့်ကင်ဖက်ရန်ခက်ခဲသောအတွေးခေါ်ဆိုင်ရာစာအုပ်ထူထူကြီးများကိုတော့အလွန်တရာမှကြိုက်နေတတ်သူလည်းဖြစ်သည်သူမစာဖတ်နေပုံသည်ပန်းပွင့်တွင်နားနေသောလိပ်ပြာလေးတစ်ကောင်နှင့်တူသည်ဟုမှတ်ချက်ပြုမိတော့ကျွန်တော်ယင်သည်စိတ်အေးကသွားရသည်သူမကျွန်တော်ခိုးငင်းနေတာကိုသိတော့နှက်ခမ်းလေးကြိုက်ခါတစ်ဖက်ကိုလှည့်သွား၏စူးကြုံလေးဟုကျွန်တော်တိတ်တဆိတ်နာမည်ပေးဘူးသည့်သူမနှက်ခမ်းလေးများသည်ကျွန်တော်ရင်ခုန်သမားကိုမချစ်မရဲဖြစ်အောင်လှပစွာထုတ်ပိုးထားနိုင်သောအရာများလေးဖြစ်သည်စူးစာဖတ်နေပုံကတအားကြီးလို့ကောင်းတာပဲဟုတ်လားအဲ့လိုဆိုရင်တော့စူးကကြည့်ကောင်းတာမဖြစ်တော့ဘူးအဲ့ဆောက်ထဲကပုဂ္ဂိုလ်ကြီးတွေကကြည့်ကောင်းနေတာဖြစ်ရမယ်မဖြစ်နိုင်ပါဘူးကွာပုံစံတွေကလည်းကြည့်ပါဦးစပင်အားကောက်တိကောက်ကွေမျက်လုံးကဖြူဖြူမုတ်ဆိတ်မွေတွေကထူလက်ပြင်းနဲ့ခွာတီခွာကြအဝတ်တွေဝတ်ထားတဲ့ဥစ္စာဘယ်လိုလုပ်ကြည့်ကောင်းပါလဲစူးကတော့သူတို့ကိုကြိုက်တယ်ကွဆိုကရေတီပလီတိုစပင်နိုဇာဟေဂယ်ဂတ်မော့ရန်ဖော်ဆန်ရူဒေါ့ကာနတိုမှာသူမအကြိုက်ဆုံးတွေးခေါ်ရှင်များဖြစ်သည်တခါတရံတွင်လည်းနှင်းကြသည့်ဆောင်းနှောင်းရသည်မျိုးလူသူရှင်းလင်းသည့်ညနေခင်းမျိုးမှာလမ်းတူလျှောက်ရင်သူမဖတ်ဖို့သောဒသနာဆိုင်ရာချက်လက်များကိုကျွန်တော်ဟာဥတီ၍ဆွေးနွေးလာဘူး၏ထိုအခါမျိုး၌ကျွန်တော်အကိုကားသည်မိမိကိုယ်ကိုမိမိရှာဖွေထားခြင်းမှဖြစ်ပြီးသူမအကိုကားသည်ထိုစာအုပ်ထူထူကြီးများထဲမှဖြစ်နေတတ်၏စူးကမိန်းကလေးပြင်မဲ့ဒသနာဆိုင်ရာတွေကိုစိတ်ဝင်စားရင်နော်မိန်းကလေးဖြစ်တာနဲ့ပဲစိတ်ဝင်စားတော့ဘူးလားကွအဲ့လိုလည်းမဟုတ်ဘူးလေကိုလေးလာမိသလားမိန်းကလေးများစုကအဲ့လိုအကြောင်းအရာမျိုးတွေစိတ်ဝင်စားတတ်ကြလို့စူးကတော့စိတ်ဝင်စားတယ်ကိုရောဘာထူးလို့လဲကိုလေတွေးခေါ်ဆိုင်ရာတွေစိတ်ဝင်စားတာပဲဟာကိုကမဖက်မပြင်းမို့ဖတ်နေရတာမျိုးလေသူမနှက်ခမ်းလေးစုကအချိန်တော်ကြအောင်စဉ်းစားသွားပါသည်နှက်ခမ်းစုနေပုံကစူးကြုံလေးတစ်ချောင်းမိမိကိုယ်ကိုမိမိကာကွယ်ရန်သို့မဟုတ်မိမိကိုယ်ကိုမိမိထူမတ်ရန်ပြင်ဆင်ထားပုံမျိုးနဲ့တူလွန်းလာ၏စူးလည်းမဖက်မပြင်းမို့ဖတ်နေရတာပဲကွဘဝဆိုတာကိုကိုပိုင်တွေးခေါ်နေပဲဖြတ်တန်းခြင်းတယ်ဘယ်သူနောက်လိုက်မှမဖြစ်ချင်ဘူးနောက်လိုက်ကနောက်လိုက်ထဲမှာအတွေးခေါ်နောက်လိုက်ကအဆိုးဆုံးပဲကွထိုသောမိန်းကလေးမျိုးကိုချစ်သူတော်ထားရသည့်အတွက်ကျွန်တော်မှအချိန်တော်တော်များများကိုအသင့်အနေထားနဲ့ဖြတ်တန်းခဲ့ရဘူးသည်ဒါပေမဲ့လူတစ်ယောက်ရဲ့ဖြစ်တည်မှုနဲ့အတွေးခေါ်ပေါ်သစ္စာရှိပြီးနိုင်တဲ့သူမလိုချစ်သူမျိုးပိုင်ဆိုင်ထားရခြင်းကြောင့်တော့တခါတရံထက်ကြောလုံးကဂုံယူနေခဲ့ဘူး၏ဒါပေမဲ့ထိုကိစ္စတော့သူမသိလိမ့်မည်မဟုတ်ဆောင်းမှာသူ၏ဖြစ်တည်မှုကိုနှစ်ကာလအချို့ကြာမြင့်သွားပြီးသည့်တိုင်သစ္စာရှိပြီးထားစေယခုနှစ်ဆောင်းသည့်လွန်ခဲ့သည့်၈နှစ်ခန့်ကအတိုင်းတဖူးနွေချမ်းခောက်ဆွဲအသင့်ပြော်ကော်ဖီထုံများသာရသည့်အိမ်ဆိုင်လေးတစ်ဆိုင်ရဲ့အတွင်းဘက်တောင်ဆုံးစပွဲသို့တိုင်အေးစိတ်မှုပေးနေစေမရေရာသောမျှော်လင့်ချက်များနှင့်တေချာသောလက်တွေ့ဘဝ၏အရိုင်းဆက်မှုများကိုဤစပွဲပါတင်သူမနှင့်ကျွန်တော်အပြန်လည်ဆွေးနွေးခဲ့ဘူး၏ငင်းခုန်ခဲ့ဘူး၏ပြီးတော့ကြည်နိုးခဲ့ရဘူး၏နေရာတော်တော်များများမှာတူညီလေးမရှိသောကျွန်တော်တို့နှစ်ယောက်တည်းရှာရှာပါပါတူညီတာတခုမှာကော်ဖီကြိုက်တဲ့ခြင်းပင်ဖြစ်သည်သူမစာဖတ်နေခြင်းများကိုခိုးငင်းရသူမှာကျွန်တော်ဖြစ်ပြီးကျွန်တော်ကော်ဖီတောက်ချိန်မှာတော့ခိုးငင်းရသူမှာသူမသာဖြစ်ပါသည်ကိုကော်ဖီတောက်နေပုံကြီးကတအားမုန်းမှုကောင်းတာပဲဘာဖြစ်လို့လဲစုရဲ့စူးကိုမင်းနေသလိုခံစားလို့စူးကြုံလေးကထုံးစက်တိုင်းနှက်ခမ်းကိုခြုံကပြောလာပါသည်မဟုတ်ပါဘူးစုရဲ့ကိုကကော်ဖီကြိုက်တယ်လို့ပါအဲ့ဒါကြောင့်အာယုံကိုဘယ်မှမပြတ်လွင့်စေပဲတန်ငုံချင်းရသာခံတောက်တာအဲ့ဒီခါမှာကော်ဖီရဲ့ရသာကိုအပြည့်အဝခံစားရတယ်စူးလည်းအဲ့လိုတောက်ကြည့်ပါလားကိုကြိုက်နေတတ်တဲ့ရုပ်ဝတ္ထုတစ်ခုပေါ်မှာလေးစားတဲ့သဘောလေးရောက်တာပေါ့မသိဘူးကွာကိုအဲ့လိုငြိမ်ပြီးကော်ဖီတောက်နေပြီဆိုတခြားကောင်မလေးတွေကိုမြင်သွားမှတိတ်ကြောက်တာဘာဖြစ်လို့အလုပ်တစ်ခုပေါ်မှာအာယုံဆူဆိုင်မှုအပြည့်ရှိနေတဲ့ယောက်ျားတစ်ယောက်ရဲ့ဟန်ပန်ကတအားကြီးလို့ကောင်းတာကွာသူ့ခန္ဓာကိုယ်မှာရှိန်ဝါတစ်ခုထွက်နေတယ်လို့ပဲတော်ပြီကွာမတော့ရတော့ဘူးပေးကော်ဖီကွက်ပြောလေပြောလှမ်းလဲဆွဲလိုက်တာမို့ကော်ဖီများမှရှိန်လွန်ပြီးကျွန်တော်အင်ကြီးပေါ်ဖိတ်ဆင်ကြကုန်သည်ဟုတ်တော့ကိုပူသွားလိုက်ရင်ကျွန်တော်ခေါင်းရမ်းရင်ပေဆုံးသွားသောကော်ဖီဆက်များကိုတစ်ရှူးနဲ့တုပ်ဟန်ပြင်းတော့သူမကပြောက်ပြောက်သလဲပင်ကျွန်တော်လက်ထဲမှာတစ်ရှူးကိုယူကာကိုယ်တိုင်တုပ်ပေးသည်ပြီးသွားပြီတော့ချွတ်လို့ရပါတော့မလားမသိဘူးနော်ရပါတယ်ဆုရဲ့ကော်ဖီဆွန်းတာပဲဟာမရလေကိစ္စမရှိပါဘူးကို့မှာဒါမျိုးအဖြူလက်စီတွေရှိပါသေးတယ်ယခုမှသူမကျွန်တော်တီချက်လက်ရှိအဖြူလေးကိုတေချာကြည့်လိုက်
ပြီးတော့တိုးတိုးလေးဆိုသည်ကိုကအဖြူကိုထားကြိုက်တာပဲနော်ဘာလို့လဲဟင်မသိဘူးငယ်ငယ်ကလေးကပဲမိမိဆိုကိုအဖြူတွေဝင်လွန်းလို့တအားပြောတာသူလျှော့ပေးရတာမသက်တာဘူးလေစူးရရောဘာရောင်ကြိုက်လဲအဲ့လိုတသက်မတ်ရေလည်းမရှိပါဘူးအနီအောင်တော့အားလုံးထဲမှာနည်းနည်းပို့သဘောကျသလိုပဲဒါပေမဲ့ကိုကအဖြူအောင်ကြိုက်ရင်ဒီနေ့ကစပြီးစူးအမဲရောင်ပဲကြိုက်တော့မယ်ဘာလို့လဲအရာရာအလိုက်တဲ့စီးမျောသွားခဲ့ပြီဖြစ်သည်ဒါပေမဲ့သူမစကားကြောင့်ကျွန်တော်လေးနဲ့စွာတိတ်ဆုံးသွားတော့မည်ဖြစ်ကြောင်းကိုမသိခဲ့ဝေဝါသောတစုံတရာသည်ကျွန်တော်တို့နှစ်ယောက်ပေါ်ထက်ချက်မကွာလိုက်ပါနေသလိုခံစားနေရသည်ဒါပေမဲ့အမှန်တရားထိုဝေဝါမှုတွေမှာပင်တောက်ပစွာရှိနေပါသည်အဖြူဆိုတာသူ့တိုင်းကြီးပဲဆိုထူးထူးခြားခြားအယောင်မပေါ်လွင်ဘူးလေအနက်နဲ့တွေ့လိုက်မှသူ့အယောင်ကထင်ရှားလာတာကြောက်စီပုံအနက်ပေါ်မှာမြေပြူနဲ့ရေးမှထင်ရှားတဲ့သဘောမျိုးပေါ့အနက်ကြောင့်အဖြူကပိုဖြူလာရမယ်စူးကြောင့်ကိုယ့်ရဲ့အဖြူရောင်ဟာမမိန်သွားစီအောင်ပိုပြီးပဲလင်းလက်လာစေရမယ်အခါခါတည်ဆုံးရခြင်းကိုအခြေဥခေါင်းစဉ်တက်ပါလေကျွန်တော်သူမကိုယူမှုချစ်မိသွားခြင်းမှာသူမရဲ့ထိုပြောများထက်ထိုတို့တွေးတတ်သောအတွေးကြောင့်ပင်ဖြစ်ပါသည်ထိုတို့ဖြစ်အောင်လဲသူမသည်ဓာတ်တစ်ချောင်းလိုအသွားရှိလန်းတစ်စင်းလိုရိုးစွာဆုံးအတူလေးတစ်ချောင်းလိုပင်မိမိကိုယ်တမြင့်မြင့်သွေးနေသူဖြစ်တရက်တွင်ကျွန်တော်ကိုစကားတစ်ခုမေးလာဘူးသည်အတွေးကောပညာရှင်တွေထဲမှာကိုဘသူ့ကိုအကြိုက်ဆုံးလဲဗုဒ္ဓအိုဟိုကျွန်တော်အဖြစ်စကားကြောင့်ထိုစဉ်အခါသူမမျက်ခုံးနှစ်ဖက်ပေးမြောက်သွားဘူးသည်ဘာလို့ကြိုက်တာလဲသူတို့ကငါ့ကိုမယုံပါနဲ့လို့ပြောလို့ကိုယ်တိုင်လုပ်ကြည့်ပါလို့ပြောလို့မိမိကိုယ်သာကိုယ်ဝေရလို့ပြောလို့စူးကရောဘသူ့ကိုကြိုက်ဆုံးလဲရှမ်းပေါ်ဆက်ဘာလို့ဆက်ကိုကြိုက်တာလဲကိုကိုပြောပြပါဦးလူသားဝါဒကိုလက်ကင်ထားလို့လူဆိုတာဘသူရဲ့အလွတ်မိုးခံအဆုံးဖြတ်ခံမှာမဟုတ်ဘူးသူ့မှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တွေရှိတယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုယ့်လုပ်ရဲ့အတွက်ရရှိလာမယ့်အကျိုးသက်ရောက်မှုအားလုံးကိုလည်းကိုယ်ပဲတာဝန်ယူရမယ်အဲ့ဒါကိုကြိုက်တာဆက်ပါအောင်ဒါပေမဲ့စူပတ်ဝင်းကျင်မှာတွေ့နေရတဲ့လူတော်တော်များများကအဲ့ဒီတိုင်းမဟုတ်ဘူးကွာကိုယ်သဘောကိုယ်ဆန္ဒနဲ့တော့လှုပ်လိုက်တာပါပဲဒါပေမဲ့အမှားယွင်းတစ်စုံတရာဖြစ်ပြီဆိုတာနဲ့တာဝန်မယူချင်ကြတော့ဟိုဟာကြောင့်ပေါ့ဟိုလူကြောင့်ပါရွေးချယ်ပိုင်ခွင့်မရှိလို့ပါစသဖြင့်တိတ်ပြောကြတယ်လူဆိုတာတတ်မဲ့အရာဝတ္ထုမဟုတ်ဘူးလေတတ်မဲ့ဆိုတာစဉ်းစားဉာဏ်မရှိဘူးအဲ့ဒါကြောင့်အမြဲတစေဆုံးဖြတ်ခံရတယ်အတိတရားရှိတဲ့လူဆိုတာမျိုးမှာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပြုမှုပိုင်ခွင့်ရှိတယ်အဲ့ဒီအတွက်ကြောင့်ကိုယ့်ပြုမှုအတွက်ကိုယ်မှာတာဝန်ရှိလာတာခုတော့လူတွေကတာဝန်မယူချင်ကြတာနဲ့ပဲကိုယ့်ကိုယ်အဆုံးဖြတ်ခံဝတ္ထုပစ္စည်းအတွင်းလှည့်စားထားလိုက်ကြတယ်မိမိကိုယ်တိုင်ရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုစွန့်လွတ်ပြီးတခြားလူတွေရဲ့ဆုံးဖြတ်ချက်ကိုမိခိုလိုက်ကြတယ်အဲ့တော့ဘာဖြစ်လဲသူတို့ကြောင့်လူတံမိုးတွေကျသွားရောစကားရှိရှိပြောပြီးသွားပြီးတဲ့နောက်ကျွန်တော်ထင်မြင်ချက်ကိုသူမကြားချင်လာသည်ထင်ကော်ဖီကိုတငုံချင်းရသာခံတောင်းရင်သူမပြောသမျှငြိမ်သက်စွာနားထောင်နေတော့ကျွန်တော်လက်မောင်းကိုလှုပ်ရမေးလာသည်စူးပြောတာဟုတ်တယ်မလားယင်ကိုရောဘယ်လိုထင်လဲခုလောက်ထိတော့ဆက်ကိုသဘောကျပါလေဒါကိုနှင်းသက်တယ်ဆိုတဲ့မိမိကိုယ်သာကိုးကွယ်ရာသဘောတရားပါပဲဒါပေမဲ့ဆက်ရဝါဒလမ်းဆုံးမထိမရဘူးစူးရဲ့တဝက်တစ်ပြက်နဲ့ရက်တက်နေတယ်ဘယ်လိုမျိုးလဲယင်သူ့ရဲ့ဖြစ်တည်ခြင်းဗဒနာဝါဒမှာလူဟာလုံးဝလွတ်လပ်သူဖြစ်တယ်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်ကိုရွေးချယ်မှုကိုအပြုမှုရဲ့အကျိုးဆက်ကိုပဲတာဝန်ယူရမယ်အဲ့ဒီမှာနေသူ့ဝါဒကလမ်းဆုံးနေတယ်ဘာလို့ရွေးချယ်ရမယ်ဆိုပြီးပြောမထားဘူးမန်ကန်တီမြဲတဲ့လမ်းစဉ်တစ်ခုခုကိုညွှန်ပြမထားဘူးပြီးတော့သူ့တွေးခေါ်ကလူတွေရဲ့ဖြတ်သန်းမှုပတ်ဝန်းကျင်ပေါ်မှာပဲအခြေတည်နေတယ်အထူးပြုပြီးပြောရရင်လောကနေပေထဲမှာပဲလမ်းဆုံးနေတယ်အဲ့အထက်လွန်မြောက်အောင်ပြောမထားဘူးလူကိုအခြေတည်ထားတဲ့စန္ဒဆွဲသက်ဝါဒလိုတောင်ကိုတော့ယူဆမိတယ်ခက်ဝေးဝေးတစ်ပင်ထက်မှရှင်းလေးတကောင်ဟိုမထီမှာပြေးလွှားဆော့ကစားနေပါသည်တေချာစီကသူ့လှုပ်ရှားမှုအားလုံးသည်အမိခိုကင်းသောသူ့ဆုံးဖြတ်ချက်ကြောင့်သာဖြစ်နိုင်ပါသည်ကိုပြောတာလည်းဟုတ်တာပဲနော်အေးလေဆက်ကဖျားမဲ့ဝါဒီဆိုတော့ဒီလိုပဲဖြစ်မှာပေါ့အဲ့ဒီအတွက်ကြောင့်ပဲဆက်ကိုသဘောကျပေမဲ့စူးမဒုက္ခရောက်နေရတယ်ဘာဖြစ်လို့လဲအဋိဌံပတိစိတ်မရလို့ပတ်ဝန်းကျင်ကအကြောင်းတစုံတရာမရှိပဲမှောင်နေရမှအနေငယ်လင်းလာသည်နောက်ဆက်တွဲအနေနဲ့ကျွန်တော်ထိုင်နေသောတောင်ဆုံးစပွဲကုံလေးမှာမဆိုးစလောက်လေးပြတ်သားလာပါ၏ဖွင့်ထားသောပြတင်းတကားမှာရောက်စားအတိုင်းပဲဟင်းလင်းပွင့်နေစေပင်ဖြစ်သည်ဘောင်ခက်ထားမှုမှတ်သမျှကိုစန့်ကျင်တက်လေးရှိသောသူမရောက်လာကိုဖွင့်ထားသောပြတင်းတကားပေါင်ထဲမှကြည့်ပြီးကျွန်တော်စောင့်မျှော်နေခြင်းသည်အပြစ်တစ်ခု
မဖြစ်နိုင်တော့ဟုယူဆမိဟိုရင်ရှင်းနေခန့်ကအတိုင်းပဲချိန်ထားရသူဆိုင်ကယ်လေးစီးပြီးတွက်လက်ပေါ်ပါစွာရောက်လာမှလားကျွန်တော်ကိုတွေ့လျင်ရောပုံစံခွဲအကြည့်တွေကိုမေ့ပြီးဝမ်းသာအဲလေထွေးပွေနှုတ်ဆက်မှလားကျွန်တော်လက်မောင်းကိုမိပြီးခေါ်ပြီးလွမ်းလိုက်တာကိုရဟုကလေးဆန်စွာပြောဆိုနေအောင်မလားဒါမှမဟုတ်တင်းငင်ရင်းချက်စွာရှောက်လာပြီးအကြည့်စူးစူးရဲရဲတွေနဲ့သူမနှစ်သက်သောရန်ပေါ်ဆက်ဒသနာတွေကိုအကျေတဝင့်ကိုကားပြောဆိုနေအောင်မလားတေချာစီကတော့ရန်ပေါ်ဆက်ကိုသဘောမကျတော့အကြောင်းချက်များမှာကျွန်တော်တွင်အရင်အထက်ပို့လို့ပင်များပြားခိုင်လုံလာခြင်းဖြစ်သည်ထိုအကြောင်းများကိုပြောဆိုဆွေးနွေးမိပါကကျွန်တော်ကိုစိတ်ဆိုးကောင်းဆိုးသွားနိုင်ပါသည်သို့တော်လည်းထိုကိစ္စမှာဆက်ရဲ့သဘောတရားများကိုလွန်ခဲ့သော၈နှစ်လုံးလုံးသူမဆက်လက်သဘောတွေ့ယုံကြည်မှသာလျှင်ဖြစ်ပါလိမ့်မည်ကော်ဖီကိုတငုံငုံကတောက်တော့ခါစိတ်အေးဆက်မှုကလှုပ်ရှားနေသောကျွန်တော်ခံစားမှုများကိုပုံမလောင်ကျွမ်းစေသည်ထိုလောင်ကျွမ်းမှုတွေတွင်ကောင်တာဗီဒီယိုမှန်နောက်မှအသက်50ဝန်းကျင်မိမကြီးတူရဲ့ဝေခွဲမရသောအကြည့်နဲ့တရုတ်ခွဲလေးလာမှုများပါနေမည်ဆိုရင်ကျွန်တော်မငင်းလို့ပါထိုစဉ်ခါကသူမသည်ယခုဆိုင်ရှင်တော်ကြီးအားနန်းနန်းဟုချစ်စနိုးခေါ်ထွင်ခဲ့မှုသည်နာမည်ရင်းမှာဒေါ်နန်းမှုဖြစ်ပြီးသူမကြိုက်နေသောတုတ်ဖူးတွေအရသာကိုဤတောင်ပေါ်တစ်မျိုးလုံးတွင်ဒေါ်နန်းမှုသာလှုပ်တတ်သည်ဟုကျွန်တော်ကိုပြောမှု၏ကောင်တာတော့မှစူးစမ်းနေသောသူမအကြည့်သည်ရှင်းနေခန့်ပျောက်ဆုံးသွားသောငှက်ကလေးတစ်ကောင်ကိုအယောင်တူမတူတရုတ်ခွဲကြည့်နေပုံမျိုးထက်ပုံမအစင်တန်းမြင့်တာတော့တေးကြသည်ထိုင်နေကြသပွဲမပြောင်းမလွယ်ပဲယခုတိုင်တောက်နေသည့်ကော်ဖီတစ်စိတ်နှစ်သက်ဆွဲလန်းစွာဝစ်စင်လေးရှိသည့်အင်ကြီးဖြူအနှဲငယ်ရှိလာသည်မှလွယ်၍ရခင်အတိုင်းလုံးဝဖီးတင်ခြင်းမပြုထားသည့်ကျွန်တော်သပင်တောက်နေကြဆေးလိပ်ဖြူဖြူနဲ့မိချစ်အဝါရောင်ဒါရီသည်တတိထားမှတ်ရှုတတ်သူတူအဖို့မှတ်ကောင်းမှတ်မိနိုင်တော့လေကျွန်တော်ကိုစာရေးဆရာလားဟုလာရောက်မေးမြန်းနှုတ်ဆက်ရမည့်အရေးကိုသူမတစုံတရာမဝင်မရဲဖြစ်နေပုံရပါသည်သူမမှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေကျွန်တော်ကတော့စူးကြုံလေးရောက်လာကိုစောင့်ရပါအောင်မည်အချိန်ချင်းသတိကက်လေးကျင့်ထားသောစိတ်အမှတ်တညာတစ်ခုရာမကြခင်စူးကြုံလေးရောက်လာတော်မူဖြစ်သည်ဟုစူးကြုံလေးဆိုသည်ကစူးငယ်ဟုခေါ်သည့်လွန်ခဲ့သော၈နှစ်ခန့်ကကျွန်တော်ရဲ့မိန်းကလေးလည်းဖြစ်သည်တကယ်တော့ဤရက်ကိုကျွန်တော်ရောက်ရှိနေသည်မှာလွန်ခဲ့သော15မိနစ်ခန့်ဖြစ်သည်မြင်ကွင်းသည်တက်ငိမ်မှုကင်းမဲ့သောခေတ်သစ်ပကြီးကားတစ်ချက်လိုဖျို့ဖျဲနိုင်သည်ဟုကျွန်တော်ခံစားနေရသည်ဒါပေမဲ့ကျွန်တော်ရဲ့တွေးထင်မှုသည်အချိန်ခဏမျှသာကြာခဲ့ပါသည်အမှန်တိုင်းဆိုရပါကအိုးစီတန်စကြကလေးကပင်ကျွန်တော်ထင်မှတ်မှုတို့လွဲမှားသွားပြီဖြစ်ကြောင်းတကူတည်းခံစားမိလိုက်ဇော်ဦးခေါ်၍ကျွန်တော်ပါလာခဲ့ခြင်းဖြစ်တော်လဲခဏတွင်းမှာပင်ညအချိန်နဲ့မလိုက်ဖက်စွာကျွန်တော်အသိဉာဏ်တို့လက်ဆက်သွားခဲ့ရသည်ဤတောင်ပေါ်မြို့လေးသို့ကျွန်တော်ရောက်နေခဲ့တာ9ရက်တင်းတင်းပြည့်သောညလေးဖြစ်ကိုရင်းမှဆာလာမှုတစုံတရာအတွက်ပြင်းပြသောရည်ရွယ်ချက်တစ်ခုကိုအကောင့်ထဲပေါ်ရန်တငယ်ချင်းဇော်ဦးရှိရာမြို့လေးသို့ကျွန်တော်ရောက်နေခဲ့ခြင်းဖြစ်ပါ၏လွန်ခဲ့သောတစ်လခန့်ကကျွန်တော်ရေးသောဝတ္ထုများကိုထုတ်ဝေရန်မထင်မရှားစာအုပ်တိုက်ထိုစဉ်ဟာတစ်ခုနှင့်သဘောတူညီမှုတစ်ခုကိုကျွန်တော်ရယူခဲ့ပြီးဖြစ်ပါသည်ထိုစာလုံးမှုကိုဖောက်ခွဲဖြည့်သိမ်းရန်အလုံးကအီးမေးလ်လေးသို့ရောက်နေခဲ့သည်ဆိုရင်ပုံမှန်ပါလိမ့်မည်ကျွန်တော်တို့ရောက်နေရသည်မြို့လေး၏အတွင်းကျကျရက်ွက်လေးတစ်ခု၏ဖျားပရဝင်းအတွင်းမှဖြစ်၏ညံတော်အတော်တန်မြင့်သောစီဒီလေးကိုပတ်ဝိုင်းပြီးလူငယ်လူရွယ်များဖျို့ဖျဲတည်ရှိနေကြသည်မနက်ဖြန်တွင်ကထိန်ပွဲရှိသည်ဖြစ်ရာရက်ွက်တွင်မှလူငယ်တွေအစင်လာရစီဒီတော်ကိုစီမီပူဇော်ရန်လာကြခြင်းဖြစ်ကြောင်းဇော်ဦးကရှင်းပြပါ၏ငါတို့ဖျားမီးပူဇော်ပုံကတမျိုးကမကြခင်မင်းတွေ့ပါလိမ့်မယ်ဟုတ်၏တကယ်လဲတမျိုးပင်ဖြစ်သည်အောက်လင်းထမီးကြီးများကိုတစ်ပင်ထက်တွင်ချိတ်ဆွဲပြီးထိုမီးအလင်းရောင်ဖြင့်အိုးစီလက်ကွင်းတီးကလူငယ်များကခုန်နေသည်တချို့ကပြောင်းဦးမိရှုမိပန်းများဖောက်ခါတုံးနှင့်တူစားနောက်နေကြသည်မိမပြိုလေးများကတော့ကိုစီကိုငါပြင်ဆင်ခြေသပြီးသူ့ဖွဲ့နှင့်သူရှိနေကြပါ၏ယခုကဲ့သို့ဇေဒီတော်ကိုစီမီပူဇော်ခြင်းကိုသူတို့ဒလိခေါ်ရမီးဝင်သည်ဟုခေါ်ကြောင်းမီးဝင်ပွဲသို့လာရတွင်လဲအိမ်အောင်သည်များဖို့လာခွင့်မရှိဘဲလူပြိုလူများသာလာရကြောင်းဇော်ဦးကထပ်မံရှင်းပြပါသည်ကြီးနေစဉ်မှာပဲခေါင်းဆောင်ဖြစ်ဟန်တူသူလူလက်ပိုင်းအမျိုးသမီးတူကမိမမျိုးများထံဖျောင်းတိုင်များလိုက်လံဝေငှနေသည်ကိုမြင်ရ၏
OCD ကားခုံနေသူလူငယ်လေးများလည်းဖျောင်းနိုင်ဝေသည့်အချိန်မှစ၍အဆိုဒီများကိုရက်ကအသင့်နေရာယူလိုက်ကြသည်မီးဝင်တော့မဲကွဘလို့လဲမင်းငါတို့နဲ့လိုက်ဝင်မယ်မလားဇော်ဦးကအင်ကြီးကိုလက်ခေါင်ရင်ပြောလာတော့ကျွန်တော်မှပကုံးသာတွန်းပြမိဘလို့ဝင်ရမှာလဲငါတို့နဲ့တူတန်ချက်တွေអော်ပြီးကရင်ကမကကျင်ဟိုမိန်းကလေးတွေလိုစီမီတိုင်ကိုင်စီတန်းပြီးဇေဒီတော်ကိုလက်ဝဲရစ်သုံးဘက်ဒါပဲအမှန်တိုင်းပြောရင်တော့တခုမှငါမလုပ်ရဘူးကောင်းကွာဇော်ဦးကထောပနာပြုသည်ကျောင်းလေးကလည်းအေးအေးဆေးဆေးနေတတ်သည့်ကျွန်တော်အကျင့်ကိုတည်ထားတာမို့ဇော်ဦးကထပ်မတိုက်တွန်းခဲ့အဲ့လို့ဆိုလဲရက်တာကြည့်တော့ငါကောင်ကြီးငါတော့နှွှဲလိုက်အောင်မယ်ပြောဆူဇော်ဦးထွက်သွားတော့ကျွန်တော်မှဘာလုပ်ရမလဲမသိတူးတဲ့သာကြောင်တောင်ကြံခဲ့ရတော့သည်လူစုနေကြပြီအောင်လင်းမီးကင်ထားသူလူငယ်မှာခြေဆုံးမနေရာယူပြီးသူ့နောက်မှာဖျောင်းနိုင်လိုက်ဝေသည့်လူလက်ပိုင်းအမျိုးသမီးကစံပိုင်းကန်လျက်နေရာယူသည်သူမနောက်မှာတော့မိထွန်းထားသောဖျောင်းနိုင်များကိုစီလက်မှာကန်ရင်မိမပြုတ်လေးများကစီတန်းလျက်ရှိနေကြသည်ထို့နောက်မှာအတီးမုတ်လူငယ်များနှင့်ကားကုံအော်ဟင်းမြစ်ဇော်ဦးပါဝင်ကာလာသားများခြေလန်းစသည်ဆိုရင်ပဲကာလာသားများမှာအိုးစီကိုမြိုင်အောင်တီးတန်ချက်များကိုအပြိုင်ရွတ်လို့ရိုးရဒလေးအကဟန်များဖြင့်ကားခုံကြပါတော့သည်သူတို့ရှိမှစီတန်းကရှောက်လန်းနေသူမိမပြိုလေးများမှလည်းကာလာသားတို့၏တန်ချက်စကားများကြောင့်ပြုံးသူဟာပြုံးရေသူဟာရေဖြင့်ကြည်နူးစရာမြင်ကွင်းတစ်ခုကိုကျွန်တော်အရှင်လက်လက်တွေ့ဘူးခဲ့ခြင်းပင်ဖြစ်တော်သည်တိုင်းရင်းသားစစ်စစ်များဖြစ်သည်မို့သူတို့စကားနှင့်လေတံကိုကျွန်တော်အလုံးစုံနားမလဲသို့တော်လည်းသူတို့ရဲ့ကူးဆက်မှုတွေတွင်တစိမ့်တစ်ပိုင်းအားဖြင့်ကျွန်တော်ရှိနေခဲ့သည်ဆိုတာကိုတော့ငင်းဖို့မတတ်နိုင်ခဲ့ကြည့်နေစဲမှာပဲအေးစိမ်တော်လေးများဖြတ်တိုက်ခါသွားသည်လေရှင်ကြောင့်ဖျောင်းနိုင်တို့စီမမီးညွန့်လေးများမှာရိမ့်ထိုးကုန်သည်ထိုအခါမိမပြိုလေးများသည်မီးတောင်လေးများငိမ့်မသွားစေရန်လက်အုပ်လေးဖြင့်ကာသူကကွယ်သူကကွယ်ဖြင့်အလုံးများသွားတော့၏အမှန်တိုင်းပြောရပါကထိုကိစ္စသည်ကာယကရှင်တို့အတွက်စိတ်ကတိကအောင်ဖြစ်ဖွယ်အကြောင်းဖြစ်နိုင်တော့လေကျွန်တော်တို့ကတော့တိုက်ခတ်လာသောထိုလေအေးကိုတဘွားလုံးစာကျေးဇူးတင်မိသွားပါသည်တစ်ချိန်မှာစူးကြုံလေးဟုကျွန်တော်အမျက်တနိုးခေါ်ဆိုမိကျွန်တော်ရဲ့အိမ်မက်အပိုင်းစာလေးတို့ကိုလွတ်လပ်သောဟင်းလင်းပြင်တစ်ခုစီသို့အမတ်တရတေဆောင်သွားမိကျွန်တော်ရေခုံတန်တို့ကိုလှပတည်သက်စွာထုတ်ဖို့သိမ်းဆည်းထားမိစူးလေးတစ်ချောင်းကိုတွေးရှိလိုက်ရသောကြောင့်ဖြစ်ပါသည်ထိုတွေးရှိမှုသည်ကဘာလုံးဆိုင်ရာအကျိုးဖြစ်ထုံးမှုအတွက်ရာဂိုင်နှုန်းဘလောက်မှအထောက်ပံ့မပေးနိုင်တော့လေကျွန်တော်တို့တော့ဘဝတစ်ခုလုံးစာတေချသွားခဲ့ရပါသည်တင်းငင်နေသောသူမမျက်နှာလေးပေါ်လေရှင်ကြောင့်အဝါရောင်အပိုင်းစာလေးတွေဖြတ်ပြေးကာသွားသည်မဘီဝိုးတော်ဝါထိုလင်းလေးကိုပင်ကွယ်ပြောက်သွားမှစိုးသည်လားလက်ချောင်းသေးသေးလေးများဖြင့်ကာကွယ်ဖို့ကြိုးစားနေသည့်စိုးရိမ်မကင်းသောသူမမျက်နှာလေးထိုအတွက်အလိုမကျစွာအလိုလျောက်ဖူးပွင့်လာသည့်နှကန်းချွန်ဆူဆူလေးအခြားသူများနှင့်ကွဲလဲကသူမဝစ်ဆင်ထားသည့်အနီအောင်ဆွဲတာနှင့်အနီအောင်မဖလားလေးတနခါမိတ်ကပ်နှင့်တခြားအလှပဆိုင်ရာများကုညီတာချင်းမရှိသည့်အအုပ်ရဲဖောင်းဖောင်းလေးအရက်နေသလောက်တစ်ချိန်မှာကျွန်တော်မနာလိုဖြစ်ရသည့်အထိကလေးဆန်နေတတ်သောခန္ဓာကိုယ်ဝါကစ်ကလေးဒါတွေအလုံးကကာလာပိုင်းခြားအဖြစ်မပြောပါတော့အောင်မျက်စံလွန်းလာတော့လေကျွန်တော်နှလုံးသားတွေမှာတော့အနေပြကွက်ဖြင့်အကြိမ်ပေါင်းမရေတွက်နိုင်အောင်ပြန်ကြည့်လို့ရသည်အထိနေရာယူသွားခဲ့ပါသည်တစုံတရာစိတ်ခိုင်းမှုမပါဘဲသူမရဲ့လှုပ်ရှားမှုမှန်သမျှကိုအသေးစိတ်လိုက်လံမှတ်သားနေမှုကြောင့်စုံလက်ပြနေသည်ကိုပင်သတိမထားမိလိုက်တကယ်ကကျွန်တော်မြင်ဝင်ထဲမှာသူမပျောက်မသွားစေခြင်းနောက်မှလိုက်ကြည့်ဖို့ဆိုသည်မှာလဲလက်ရှိအခြေအနေအရမဖြစ်နိုင်သည်မို့နောက်တစ်ချိန်ကျွန်တော်ရှေ့ပြန်ရောက်လာမည်အရေးကိုပဲမချစ်မရဲနဲ့စောင့်ဆိုင်နေရတော့၏ဖះကိုမီးပူဇော်ခြင်းမှာ၃ဘက်မဟုတ်ပဲအပတ်300သာဖြစ်လိုက်စီကျွန်တော်သည်ဒုတိယအခေါက်မှာတော့လူစိမ့်ပင်ဖြစ်လို့လားမိန်းကလေးတို့၏ထိုးသွင်းသိမှုစွမ်းရည်ရအလိုလိုပင်ခံစားရလို့လားမသိတတိလက်လို့ငေးနေမိသောကျွန်တော်ထံသို့နားမလဲသောမျက်ဝန်းလေးတစ်ခုရောက်လာသည်ထိုအကြည့်သည်နုနယ်လက်ဆက်လုံးသောအဖြူရောင်ထောင်ဆုံးလေးတစ်ခုဖြစ်ရာကျွန်တော်မှာရုပ်တည်ပဲနေရမလို့ရေပဲပြရမလို့ဖြစ်ခဲ့ရ၏တတိယချိန်ကျွန်တော်ရရှိလိုက်သည်မှာတော့ရှက်အန်းအမူအရာနှင့်အလိုမကျသောချွန်ဆူးဆူးနှကန်းလေးပါပင်ဘာသာဗီဒအဖြစ်ရှိပြီးသားဖြစ်နိုင်တော့လေအေးဆက်လင်းလက်သောထိုညလေးမှာကျွန်တော်နာမည်လေးတစ်ခုကိုရှာတွေ့ခဲ့လိုက်သည်သူမနှိမ့်သက်ခြင်းဖြစ်မဖြစ်မသေးကြတော့လေကျွန်တော်ကတော့နောက်ဆုံးခြေလန့်ထိတိုင်အောင်ထိုအမည်နာမလေးပေါ်တေးကြသွားခဲ့ရ၏စူးကြုံလေးနောက်ပိုင်းကာလများသည်ကျွန်တော်အတွက်
ဝိုးရဝါနိုင်လွန်းလာပါ၏မိဝင်ဝဲပြီးတော့ဇုံဦးရောက်လာသည်ကျွန်တော်ကိုစေရီတော်ပရဝဏ်နောက်ဖက်ရှိဖုံးချောင်းရှိရာသို့ခေါ်ဆောင်သွားသည်လူဝဲပစ္စည်းများနှင့်ကျောင်းနိုင်ဆရာတော်ဖျားကိုကြောကြသည်ပြီးတော့ရှုပ်ပြန်သွားကြသည်စူးကြုံလေးရောဘဲကိုပြန်ပါလေတပူတပင်ကျွန်တော်ရှောက်ဖွေးမိသေး၏အကြာကြီးမရှာလိုက်ရဆိုင်ကယ်တန်လေးတစ်ခုကအစပြုတ်လိုက်ပါသည်ပထမတော့နှင်းစီလေးတစ်ပွင့်လေးစီမှာရောပါသွားသည်ကိုထင်လိုက်မိသည်တကယ်ကကျွန်တော်တို့တဝါလုံးစာဖျားယောင်းသွားသည့်မိန်းကလေးတူဆိုင်ကယ်လေးတစ်စီးကိုလှပစွာခေါ်ယူသွားခြင်းဖြစ်သည်ကျွန်တော်နှင့်စူးကြုံလေးတို့၏ဒုတိယအကြိမ်တွေ့ဆုံမှုသည်ဘလို့မှထင်မှတ်မထားသည့်လူရှုပ်သောဈေးတွင်းမှတက်တက်လို့တီးတန့်ရောင်းသောမုံဆိုင်လေးမှဖြစ်သည်အစတော့ဒီဆိုင်လေးကိုတက်တက်လို့သာရောင်းသည့်ဆိုင်ဟုမထင်ခဲ့ဘာရဲ့မဟုတ်ဝင်ထိုင်ပြီးတော့မှရရှိသည့်မုံမျိုးမိများကြောင့်စိတ်ဝင်သွားရခြင်းဖြစ်သည်တက်တက်လို့မော်ဟင်းကကောက်ညင်းမောင်းနှင့်အကျော်ဒီသုံးမျိုးသာဖြစ်တော့လေကျွန်တော်စိတ်ဝင်စားသွားသည်မှာရှေ့ဆုံးမှအရာဖြစ်သည်မော်ဟင်းကားကိုငါမပါပဲမြည်သို့တက်တက်လို့ချက်သည်နီစိတ်ဝင်စားသွားပဲစားကြည့်လိုက်တော့မူလာမော်ဟင်းကားနဲ့အနေငယ်သာကွဲလွဲပြီးထင်မထားလောက်အောင်ကောင်းမွန်နေခြင်းပဲဘဲဆန်နေချက်သည်ဟုဆိုင်ရှင်ဦးလေးကြီးကရှင်းပြသည်နောက်ပြီးသူကိုယ်တိုင်လည်းရာသက်ပံတက်တက်လို့စားကသူ့လိုအသားမစားသူတွေအတွက်ရည်ရွယ်ပြီးဖွင့်ထားတာဖြစ်ကြောင်းစိတ်ရှိလက်ရှိရှင်းပြ၏ထိုဆိုင်ရှင်ဦးလေးကြီးအမည်မှာဦးဆန်တောင်းဖြစ်ပါသည်ကျွန်တော်ရတာခန်းစားနေစဲမှာပဲဆိုင်ရှိမှချုံဆူးဆူးအတန်လေးတစ်ခုထွက်ပေါ်လာပါသည်ကောင်းချင်းမောင်းနဲ့အကျော်စုံတွေပါဆယ်လှမ်းကြည့်ပြီးတော့ကျွန်တော်စိတ်ဝိညာဉ်ကိုရဲတော်ကြားဖန်ဆထားသည့်ဝါဝကိကိကောင်းပါလေသို့မဟုတ်စူးကြုံလေမီးဝင်ပွဲညပြီးကလေးကသူမနဲ့မတွေ့တော့တာယနေ့နဲ့ပါဆို၄ရက်တိတိရှိနေပြီလေဒီတစ်ချိန်မှာတော့တီရှပ်ခေါင်းစွပ်လက်ရှိအမဲဂျင်းပင်ပြနဲ့ကျိုးတိုင်းဖက်နှက်လေးကိုတွဲစီကလူငယ်ဆန့်လုံးနေသည်သူမလည်းကျွန်တော်ကိုမြင်တွေ့သွားပြီးတဲ့နောက်မှာရှက်ကိုရှက်ကန်းဖြစ်သွားပုံရ၏အစဉ်သဖြင့်ရဲနေပြီထင်ရ၏သူမရဲ့ပေါင်းအုပ်လေးနှစ်ဖက်မှာပန်းနူးရောင်သွေးတို့လှစ်ခနဲဖြတ်ပြီးသွားကြောင်းမထင်မရှားလှမ်းတွေ့လိုက်ရသည်ဒါဆိုရင်တော့စူးကြုံလေးလည်းကျွန်တော်ကိုမှတ်မိနေသည်ဆိုတာသိကြပါသည်ပြီးတော့သူမသည်ခက်သွက်ပင်အကြည့်ကိုလွှဲလိုက်၏ဘာရဲ့မဟုတ်သည့်သူမ၏ထိုပြုမှုလေးမှာပင်ကျွန်တော်ရက်တည်မှုကိုတည်ဆုံးရပြန်ပါပြီတကယ်တော့ကောင်းချင်းမောင်းတဲ့အကျော်ကိုပါဆယ်ထည့်ပေးခြင်းမှာခဏလေးပင်ဖြစ်ကြောင်းကျွန်တော်သိတော်လဲမသိစိတ်ကအကြာကြီးဖြစ်ပါစေဟုဆုတောင်းနေမိပြန်သည်ဒါပေမဲ့ထိုဆုတောင်းသည်မပြည့်ခဲ့ပါလက်တွင်းရောက်လာသည့်ပါဆယ်တုပ်ကိုလှမ်းယူပြီးပတ်စံကိုကမ်းပေးကသူမလှည့်ထွက်သွားသည်ဒီတော့မှသတိဝင်ကပတ်စံကိုအမြန်ရှင်းရင်သူမထွက်သွားရနောက်လိုက်ခဲ့ရတော့၏မနက်ခင်းဈေးစီချိန်ဖြစ်ကြောင်းဈေးရောင်းဈေးဝယ်များဖြင့်လမ်းဟာပြည့်ကျက်နေသည်သူမရဲ့ခြေလမ်းတို့ကဈေးထွက်ပေါက်စီသူဥတီနေရာမျက်ခြေမပြတ်သွားရန်တော်လိုက်ရင်ကိုသာချိန်ဆနေမိအမှန်ဆိုမုံမစားခင်ကလေးကစူးကြုံလေးဈေးလာဝယ်နိုင်တာပဲဆိုသည့်အသည့်နဲ့တစ်စည်းလုံးပတ်ရှာမိခဲ့ဖို့ကောင်းပါသည်ခုတော့ဈေးဝယ်ခြင်းမှုပြီးဆုံးကသူမအိမ်ပြန်တော့မိထင်တော်လိုက်ခဲ့တော့လဲသူမခြေလမ်းတို့ကိုမိမလာခဲ့ကျွန်တော်ဈေးပေါက်ဝရောက်တော့သူမဆိုင်ငယ်ကိုပင်ဆက်နိုးနေပြီပြီးတော့ဈေးအောင်ဈေးဝယ်များကြားကျွမ်းကျင်စွာပင်ဆိုင်ငယ်ကိုကွေးပတ်မောင်းထွက်လာ၏ဈေးပေါက်ဝတွင်ရက်ငင်းနေသောကျွန်တော်ရှေ့မှာအဖြစ်လိုက်လာမှာတီသားပဲဟူသောပုံစံမျိုးဖြင့်မချုံမချင်းပြောရင်းဆိုင်ငယ်ကိုအရှိန်တင်သွားခဲ့သည်လောင်ကျွမ်းရသူမှာဒုတိယချိန်ထိတိုင်ကျွန်တော်သာဖြစ်ပါသည်ခုဖတ်ပြပေးခဲ့တာကတော့ဆိုင်းဆရာဒိုးဆောင်ရေးသားထားတဲ့ဤရက်တွင်မိုးရွာခဲ့သည့်ဆောင်းလေးရဲ့အပိုင်းတစ်ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ပိုင်းမှာပြန်လည်ဆုံတွေ့ပါမယ်သင်နဲ့အမြဲတူရှိနေမှာ Audio Book ကြံခဲ့ပါ